အားလုံးမင်္ဂလာပါတခါပြန်လည်ပြီးမှဆုံရတဲ့အတွက်ဝမ်းသာပါတယ်ဒီနေ့ကျွန်တော်တခါပြန်လည်ပြီးမှဘုရားသခင်ရဲ့နှုတ်ပတ်တော်အားဖြင့်ခွန်အားယူဖို့ဖြစ်ပါတယ်နှုတ်ပတ်တော်ကောင်းစဉ်ကတော့ရိတ်သိမ်းရာစပါးများစွာရှိတယ်ဆိုတော့နှုတ်ပတ်တော်ကောင်းစဉ်အားဖြင့်အတူတကွကျွန်တော်ခွန်အားယူကြပါစို့တမန်ကျမ်းစာကိုရှေးဥစွာဖတ်ချင်ပါတယ်ရှင်လုကာခရစ်ဝင်အခန်းကြီး30အပိုင်ငယ်1ကိုဖတ်ပါမယ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး20အပိုင်ငယ်1သူတို့အားမိန်တော်မူသည်ကစပါးရိတ်เสียများစွာရှိ၏ရိတ်တော်သူတို့သည်နေကြ၏ထို့ကြောင့်လောက်ဆောင်တော်သူတို့ကိုစပါးရိတ်စေခြင်းကစပါးရှင်စေလွတ်တော်မူမည်အကြောင်းဆုတောင်းကြလော့ဘာသာတော်မှာကျမ်းစာတော်များကြားနာတဲ့တော့ရောက်ချင်းစီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေဒီနေ့ဒီတမန်ကျမ်းစာကိုကြည့်ခြင်းအပြင်စပါးရိတ်เสียများစွာရှိတယ်ရိတ်တော်သူတို့ကနေကြတယ်ဆိုပြီးတွေ့ရတယ်ဆက်စီပြီးမှဘာကိုတွေ့ရတယ်လဲဆိုရင်ထို့ကြောင့်လှုပ်ဆောင်တော်သူတို့ကိုစပါးရိတ်စေခြင်းကစပါးရှင်စေလွတ်တော်မူမည်ကြောင်းဆုတောင်းကြတော့ဒီနေ့ကျွန်တော်ရဲ့အတ္တထဲမှာဘုရားခင်ရဲ့နှုတ်ကပတ်တော်ကပြောထားတဲ့အတိုင်းစပါးရိတ်เสียများစွာရှိနေတယ်တို့ပေမဲ့လို့ရိတ်တော်သူတို့ကအင်မတန်မှနဲပါတယ်ဒီနေ့မြန်မာနိုင်ငံမှာအမှုတော်ဆောင်တွေအများကြီးရှိပါတယ်ယုံကြည်သူတွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီအမှုတော်ဆောင်တွေယုံကြည်သူတွေကဒီနေ့စပါးရိတ်เสียများစွာရှိနေပေမဲ့မရိတ်သိမ်းကြဘူးတချို့တလေကအကြောင်းပြချက်တဲ့အမျိုးမျိုးပေးပြီးမှနေကြတယ်ဘာမှမလုပ်ကြဘူးရိတ်เสียစပါးများစွာရှိနေတယ်ဝိမဲ့နေတဲ့စပါးတွေများစွာဒီနေ့လောကထဲမှာရှိနေပြီချစ်တော်မိတ်ဆွေများချစ်တော်ဓမ္မမိတ်ဆွေယုံကြည်သူညီကိုမောင်တို့များအရောက်ချင်းစတိုင်းကိုတိုက်တွန်းချင်စပါးရိတ်เสียများစွာရှိနေတဲ့ဝိမဲ့နေတဲ့စပါးတွေများစွာရှိနေပျောက်ဆုံးနေတော့ဝိညာဉ်တွေများစွာဒီလောကထဲမှာရှိနေပါသေးတယ်တို့ပေမဲ့ဒီကနေ့ကျွန်တော်တို့ကစပါးမရိတ်ပဲနဲ့ကျွန်တော်တို့တိုင်းပဲနေကြတယ်အမှုတော်ဆောင်တွေတော်တော်များများကလည်းဒီတိုင်းပဲကျွန်တော်တို့နေကြတဲ့အမှုတော်ဆောင်တွေအများကြီးရှိတယ်အကုန်လုံးကိုမဆိုလိုပါဘူးဒီနေ့ယုံကြည်သူတွေကလည်းစပါးရိတ်เสียများစွာရှိတယ်လို့ပြောတဲ့အခါမှာအမှုတော်ဆောင်တွေကိုတော့ပဲတွားပြီးမြင်တတ်ကြတယ်ဒီနေ့ယေရှုခရစ်တော်ဘုရားကိုယုံကြည်လက်ခံတော်နေ့ကစပြီးသင်ဟာလည်းဘုရားရဲ့အမှုတော်ဆောင်တပါးဖြစ်တယ်ဆိုတာကိုအရောက်ချင်းဆိုင်ကိုတည်စေခြင်းဒါကြောင့်ယုံကြည်သူတိုင်းလှုပ်ဆောင်ရမယ့်အရာဟာဘာလဲဆိုရင်လူအပေါင်းတို့တမန်တရားကိုတည်စေဖို့ဖြစ်တယ်လူတွေမြောက်များစွာလူအပေါင်းနဲ့ပျောက်ဆုံးသောဝိညာဉ်တွေအားလုံးလူတိုင်းကတမန်တရားကိုတည်စေဖို့အတွက်ဘုရားသခင်ကတင်နဲ့ကျွန်တော်ကိုအဲ့ဒီနေရာအဲ့ဒီအမှုတော်မြတ်ထဲမှာလှုပ်ဆောင်ဖို့အတွက်တင့်ကိုလောကထဲမှာအသက်ရှင်စေတာဖြစ်တယ်ဒီကနေ့တချို့သောသူတွေကဘလို့ထင်ကြတယ်လဲဆိုရင်ယခုကာလဟာကျွန်တော်တို့စိုက်နေတဲ့ကာလလို့ထင်နေကြတယ် No မဟုတ်ဘူးယခုကာလကကျွန်တော်စိုက်နေတဲ့ကာလမဟုတ်ဘူးကျွန်တော်တို့အခုကရိတ်သိမ်းရမယ့်အချိန်ဖြစ်တယ်ဘသူတွေစိုက်ထားပြီလဲဆိုရင်ကျွန်တော်တို့ရဲ့ဘိုးဘွားတွေစိုက်ခဲ့တဲ့အရာတွေဖြစ်တယ်နံပါတ်1ဘသူစိုက်ခဲ့တယ်လဲယေရှုခရစ်တော်ဘုရားစိုက်ခဲ့ပြီးပြီဖြစ်တယ်တမန်တော်တွေစိုက်တယ်ဓမ္မဟောင်းယုံကြည်သူတွေစိုက်ထားတဲ့အရာဒီနေ့ဓမ္မတစ်ဘက်မှာတမန်တော်တွေများစွာစိုက်ထားပြီဖြစ်တယ်သူတို့အသက်ပေးပြီးမှအသေးခံပြီးမှအသက်သေးပြီးမှဘုရားရဲ့ဧဝံဂေလိတည်င်းစကားယေရှုခရစ်တော်ဘုရားရဲ့ကယ်တင်ခြင်းတည်င်းစကားကိုစိုက်ပျိုးထားပြီဖြစ်တယ်ဒီနေ့ဒီအချိန်ဟာကျွန်တော်တို့အချိန်ကာလဟာဂျေဇုတော်ကာလဖြစ်တယ်နဲ့အညီကျွန်တော်တို့ဒီထိုစိုက်ခဲ့ပြီးတော့စိုက်ထားသောအရာများယခုဝိမဲ့နေပြီဖြစ်တယ်အဲ့ဒီဝိမဲ့နေတဲ့အရာတွေကိုကျွန်တော်တို့ယခုအချိန်ကာလဟာကျွန်တော်ရိတ်သိမ်းဖို့အချိန်ကာလဖြစ်တယ်ရိတ်သိမ်းရမယ့်အချိန်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကမရိတ်သိမ်းချင်ကြဘူးရိတ်သိမ်းတဲ့အခါမှာလဲဘာလို့ရှိတယ်လဲဆိုရင်အခက်အခဲပြဿနာစူးညံခလုတ်တွေရှင်ဘွက်တွေရှိနေပါသေးတယ်ရိတ်သိမ်းတဲ့အချိန်ကာလစိတ်ပြိုးတဲ့အချိန်ကာလမှာလည်းအခက်အခဲတွေများစွာကြားထဲကနေဒီနေ့တမန်တော်တွေယေရှုခရစ်တော်အပေါင်းတမန်တော်တွေအားလုံးကစိုက်ခဲ့ပြီးပြီဖြစ်တယ်ဒီကနေ့ကျွန်တော်တို့အချိန်ကာလမှာကျွန်တော်တို့ကပြန်ပြီးမှရိတ်သိမ်းရမယ့်အချိန်ဖြစ်တယ်ရိတ်သိမ်းတဲ့အချိန်မှာလည်းစူးပြင်းနေရှိတယ်အမျိုးမျိုးသောဒုက္ခပြဿနာများစွာရှိနေပါသေးတယ်တို့ပေမဲ့လို့ကျွန်တော်တို့ကအဲ့ဒီဒုက္ခပြဿနာတွေကိုမြင်ဆိုင်ခြင်းပဲနဲ့မရိတ်သိမ်းကြတဲ့သူတွေအများကြီးရှိပါတယ်ဒါကြောင့်ချစ်တော်ဓ
ဓမ္မမိတ်ဆွေယုံကြည်သူညီကိုမောင်နှမများအရောက်ချင်းစီတိုင်းကိုဒီကနေ့တိုက်တွန်းခြင်းတဲ့အရာကကျွန်တော်တို့ဟာရိတ်သိမ်းရမယ့်အချိန်ရှိနေပြီရိတ်သိမ်းရမယ့်တာဝန်ကိုကျွန်တော်တို့အထဲမှာဘုရားကထည့်ထားပေးပြီဖြစ်တယ်ထည့်ထားပေးပြီဒါကြောင့်ရိတ်ဆရာစကားတွေများစွာရှိတယ်ဝိမဲ့နေတဲ့စကားတွေများစွာရှိတယ်ဘသူရိတ်မှလဲရိတ်မဲ့သူကိုဘုရားကရှာနေတယ်ရိတ်သိမ်းမဲ့သူကိုအလုံးမဲ့သူကိုဘုရားကရှာနေတယ်ဒီနေ့ယုံကြည်သူတွေအများကြီးရှိတယ်အမှုတော်ဆောင်တဲ့အများကြီးရှိတယ်ဒါပေမဲ့အလုံးမလုံးတဲ့အမှုတော်ဆောင်တွေအများကြီးရှိနေပါသေးတယ်အလုံးမလုံးတဲ့ယုံကြည်သူတွေအများကြီးရှိနေပါသေးတယ်ဘာအလုပ်ကိုမလုပ်တာလဲဆိုရင်ဘုရားသခင်စေထားတဲ့ရိတ်သိမ်းခြင်းအလုပ်ကိုမလုပ်သေးတဲ့အမှုတော်ဆောင်ယုံကြည်သူတွေအများကြီးရှိနေသေးတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများဒီကနေ့ကျွန်တော်တို့ရဲ့အချိန်ကာလဟာရိတ်သိမ်းမဲ့အချိန်ကာလဖြစ်တယ်ရိတ်သိမ်းမဲ့လူကိုဘုရားသခင်ရှာနေတယ်ရိတ်သိမ်းမဲ့လူတွေစေလို့ပေးဖို့တခင်ကစေလို့ပေးဖို့အတွက်ဒီနေ့ဆုတောင်းနေကြတယ်ဒါကြောင့်ဒီနေ့ရိတ်သိမ်းတဲ့အမှုအရာထဲမှာတင်နဲ့ကျွန်တော်ပါဝင်ကြပါစို့ကျွန်တော်ကကိုစိုက်နေတယ်လို့ထင်နေကြတယ်မဟုတ်ဘူးကျွန်တော်စိုက်တာမဟုတ်ဘူးကျွန်တော်အခုရိတ်သိမ်းနေတာဖြစ်တယ်ရိတ်သိမ်းတဲ့အချိန်မှာလည်းခုနကပြောတဲ့အတိုင်းပဲအခက်အခဲဒုက္ခပြဿနာများစွာရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုရင်ဆိုင်ပြီးမှကျွန်တော်ဗာလဲရိတ်သိမ်းဖို့ဖြစ်တယ်ရိတ်သိမ်းဖို့ဖြစ်တယ်ဒီလူအပေါင်းတမန်တရားကိုတည်စေဖို့လူအပေါင်းကယ်တင်ခြင်းကိုရစေဖို့ကကျွန်တော်တို့ယုံကြည်သူအရောက်ချင်းစံရဲ့အတ္တတာထဲမှာခရစ်တော်ကအလိုတော်ရှိတော်အရာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့မလုပ်မလဲကျွန်တော်ဘလို့အသက်ရှင်ကြဒီတိုင်းပဲနေသွားတော့မလားကျွန်တော်ဒီတိုင်းပဲအသက်ရှင်သွားတော့မလားဒီနေ့ဝိမဲ့နေတဲ့စကားတွေလည်းခင်းနေတော့အများကြီးရှိနေပြီရိတ်သိမ်းဖို့အတွက်လူလိုနေတယ်ရိတ်သိမ်းမဲ့လူတွေကိုဘုရားကရှာနေတယ်အလုံးမဲ့လူကိုဘုရားကရှာနေတာဖြစ်တယ်အလုံးမလုံးတဲ့လူကိုဘုရားကမသုံးချင်ဘူးအလုံးတဲ့လူကိုဘုရားကရှာနေတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အရောက်ချင်းစီတိုင်းဒီထိုရိတ်သိမ်းခြင်းအမှုအရာထဲမှာပါဝင်နိုင်တော်သူများဖြစ်စေဖို့အတွက်နှုတ်ကပတ်တော်အပြင်ဒီနေ့ဝင်ငါခွန်အားပေးလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ကာလဟာရိတ်သိမ်းရာကာလဖြစ်တယ်ဆိုတာကိုလည်းမမေ့ကြည့်ချင်ပါဘူးတင်ဆိုင်ပြောနေတာမဟုတ်ဘူးတင်အခုရိတ်သိမ်းနေတော့ကာလဖြစ်တယ်ဘာကိုရိတ်သိမ်းလဲဆိုရင်ပျောက်ဆုံးနေတော့ဝိညာဉ်တွေဘုရားကိုရှာနေတယ်ဒီလောကတွေဘုရားခင်တာတို့ပေါ်ထွန်းခြင်းကိုအင်မတန်မှတောင့်တမျှော်လင့်နေရှိတယ်ဒါကြောင့်ဒီလောကကဘုရားကိုရှာနေတာဖြစ်တယ်ဘုရားကိုရှာနေတော့လောကဖြစ်တော့ကြောင့်ဒီနေ့ပျောက်ဆုံးတဲ့ဝိညာဉ်များစွာကလည်းဘုရားကိုတောင်းတနေတယ်ဘုရားသခင်ကတားတွေပေါ်ထွန်းခြင်းကိုအင်မတန်မှတောင်းတနေတယ်ဘာဖြစ်လို့တောင်းတလဲဆိုသူတို့ကိုလာပြီးမှရိတ်သိမ်းဖို့အတွက်ဖြစ်တယ်သူတို့ကိုလာပြီးမှဘုရားနှုတ်ကပတ်တော်အားဖြင့်ရိတ်သိမ်းဖို့ဖြစ်တယ်အဲ့ဒီအရာတွေကိုပျောက်ဆုံးသောဝိညာဉ်တွေကအလွန်မဲ့တောင်းတမျှော်လင့်နေပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများယုံကြည်သူများအမှုတော်ဆောင်များအရောက်ချင်းစီတိုင်းကျွန်တော်တို့ရဲ့အချိန်ကာလဟာရိတ်သိမ်းရာကာလဖြစ်တော့ကြောင့်ကျွန်တော်တို့ဒီပြေးမနေပဲအိမ်ငိုက်မနေပဲအကြောင်းပြချက်တွေပေးမနေပဲနဲ့ထိုရိတ်သိမ်းခြင်းအမှုအရာထဲမှာပါဝင်ကြပါစို့လို့နှုတ်ပတ်တော်အားဖြင့်ဝင်ငါခွန်အားပေးလိုက်ပါလိမ့်မယ်ကျွန်တော်ဒီတိုင်းနေမယ်ဆိုရင်အချိန်ကာလဟာကျွန်တော်တို့အတွက်အနာဂတ်ဖြစ်သွားမှာဖြစ်တယ်။ပြောင်းဆုံးသောဝိညာဉ်များစွာကတင့်ကိုတောင်းတနေတယ်။တင့်ကိုလိုအပ်နေတယ်။တင့်ကိုမျှော်လင့်နေတယ်။ဒါကြောင့်ကျွန်တော်တွားရောက်ပြီးမှရိတ်သိမ်းကြပါစို့။အခက်အခဲပြဿနာတွေရှိပါတယ်။ဒါပေမဲ့ခရစ်တော်ရဲ့ခွန်အားနဲ့ဘုရားသခင်ရဲ့ခွန်အားနဲ့အတူငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော့ခရစ်တော်အားဖြင့်ခတ်သိမ်းတော့အမှုတို့ကိုတတ်ဆွမ်းကြပါစို့လို့ဒီနေ့နှုတ်ပတ်တော်အားဖြင့်အေးများလောက်ဝင်ငါတိုက်တွန်းခွန်အားပေးလိုက်ပါတယ်။အရောက်ချင်းစတိုင်းပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ။